အားလုံးပဲမင်္ဂလာပါ PM Concession ကနေကြိုဆိုပါရစေ။မန္တလေးမြို့မှာအစာအုပ်ပေါင်း100ကျော်ကို resort ကောင်းတွေနဲ့ချပြထားတဲ့ PM Concession စောက်လွှဲလုပ်ငန်းပဲဖြစ်ပါတယ်။ကျွန်တော်အခုနောက်ထပ်ထပ်ပြမှာတော့ကျွန်တော်တို့နောက်ထပ် PM Concession ကနေပေါ်ဆောင်ထားတဲ့ resort တစ်ခုပေါ့နော်။နေအိမ်တစ်လုံးကိုပြမှာပဲဖြစ်ပါတယ်။ကျွန်တော်အခုရောက်နေတာကတော့မန္တလေးမြို့ပေါ့နော်။ ARD မြို့ဘေးကကျွန်တော်အနောက်မြို့ပတ်လမ်း30နဲ့31လမ်းကြားမှာရှိပါတယ်။ကျွန်တော်ဒီအိမ်လေးကတော့ကျွန်တော်တို့ဒီမှာ3တက်ပေါ့နော်။30ကျွန်တော်တို့မြေကျယ်ဝန်းကတော့25ပေ40ပေဝန်းကျင်လောက်ရှိမယ်ပေါ့နော်။အဲ့ဒီကျယ်ဝန်းမှာတိစောက်ထားတဲ့3တက်နေအိမ် RC အဆောက်အဦကိုပြမှာပဲဖြစ်ပါတယ်ကျွန်တော်ဒီအိမ်လေးရဲ့အသုံးပြုမှာတော့ကျွန်တော်တို့အောက်မှာတော့ကျွန်တော်တို့လုပ်ငန်းအသုံးပြုမယ်အပေါ်ထဲမှာလူနေမယ်ဆွဲပုံစံဒီဇိုင်းအနေထားလေးတော့ကျွန်တော်တို့ဒီကာဗီလီနီယာပလိန်လေးတွေကားရှိတ်လေးတွေဖြစ်တဲ့ကျွန်တော်အဝိုင်းအဝိုက်လေးတွေနဲ့ဟိုဒီဇိုင်းလေးတွေအချိုးကျကျပေါင်းဆက်ထားတယ်အရောင်တွေနဲ့ဆိုလဲကျွန်တော် volume form နှစ်ခုကတော့ကျွန်တော်အဖြူရောင်ရဲ့ကျွန်တော်တို့ဒီ light brown ပေါ့နော်ဒီ make up ရောင်လောက်ခေါ်မှာပေါ့နော် cream အရောင်brown နဲ့နှစ်ခုကိုကျွန်တော်တို့အချိုးကျကျပေါင်းဆက်ထားပြီးတော့အလဲကတော့ကျွန်တော် green light green screen လေးနဲ့ဒီ contrast ယူထားတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ဒီ design ရဲ့အနေထားလေးပေါ့ design လေးကတော့ကျွန်တော်တို့အဝိုက်အကွေးလေးနဲ့ဆိုတော့ကျွန်တော်တို့ဒီ smart လည်းဖြစ်မယ်ကျွန်တော်တို့cute type လေးလဲစမ်းတယ်ပေါ့နော်မှုလေးကတော့တော်တော်လေးအဆင်ပြေပါတယ်ဗျဒီကတော့ဒီဇိုင်းနေထားလေးပေါ့ကျွန်တော်အောက်ထပ်ကတော့ဒီကကျွန်တော်တို့အောက်မှာကျွန်တော်ကားသွင်းမယ်ပြီးရင်ကျွန်တော်လုပ်ငန်းလုပ်မယ်ပေါ့လုပ်ငန်းအသုံးပြုရင်ကျွန်တော် hall type အကျယ်ကြီးတစ်ခုယူထားပြီးတော့ကျွန်တော်ဒီမှာအလုပ်လုပ်လို့ရမယ်ပြီးရင်ကျွန်တော်ဒီမှာကတော့ကျွန်တော်အပေါ်တက်ရန်လေကားလေးပေါ့လေကားလေးတော့ဒီမှာဆိုရင်ကျွန်တော်3 flight ပုံစံမျိုးလေးဒါ plan အနေထားရရောလှပမှုရရောတခါတည်းထည့်သွင်းစဉ်းစားပေးထားဖြစ်တဲ့အတွက်လေကား30ချိုးလေးနဲ့ကျွန်တော်တို့သွားထားတာဖြစ်ပါရဲ့ဗျဒီမှာတော့ကျွန်တော်တို့မီးစနစ်များကိုတိန်လုံးရဲ့မီးစနစ်များကိုထိန်းချုပ်ရန်ကျွန်တော်တို့ဒီ circuit breaker box လေးတွေပါဝင်မယ်ကျွန်တော်တို့ဒီမှာတော့ရေတင်ရေချပါညာပေါ့နော်တခြား3ရက် breaker box လေးပါဝင်မယ်ပေါ့ဒီမှာတော့ကျွန်တော်တို့ဒီအခန်းမွဲဒီနေရာတိုင်းမှာကျွန်တော်တို့တဘာဝလုံလေးအတွက်အလင်းရောင်ကောင်းကောင်းရရှိအောင်ဒီပရင်းပေါက်တွေကိုထည့်သွင်းပေးထားတယ်ဒီမှာလုံခြုံရေးအတွက်လည်းလုံခြုံရေးတံပန်တွေပါဝင်ပြီးတော့ဒီသုံးပြုမဲ့ function နေရာလိုက်ကိုလည်း power socket တွေတခါတည်းပြည့်စုံအောင်စဉ်းစားပေးထားတယ်။နောက်ပြီးကြတော့ကျွန်တော်ဒီမှာလေကားအောက်နေရာလေးမှာလည်းကျွန်တော်တပောက်ပုံတုံးဒီချိုးကန်းအိမ်သားလေးတစ်လုံးအပြည့်ကျွန်တော်ထည့်ပေးထားတယ်။ဒါတော့ရှာဝါပေးစဉ်ပိုးတိုင်းလေးပေါ့ကျွန်တော်ဒီမှာဆိုရင်ဒါဧည့်သည်ဖြစ်ဖြစ်ကျွန်တော်တို့တခြားလုပ်ငန်းလာတဲ့အချိန်မှာဝန်ထမ်းများအသုံးပြုရဖြစ်ဖြစ်ကျွန်တော်တို့ဒါပုံတုံးရေချိုးကန်းအိမ်သားလေးတစ်လုံးဖြစ်တယ်ပေါ့နော်။ဒီဟာလေးကတော့ကျွန်တော်မြင်ကြီးတက်ပါမြင်ကြီးတက်ကကျွန်တော်လုပ်ငန်းအသုံးပြုရဖြစ်တဲ့အတွက်ဟောတိုင်းအရှိယူထားတယ်တဘာဝလင်းဝင်လေထွက်နဲ့အလင်းအောင်ပြပြဝါရရှိနေတာကိုကျွန်တော်ခံစားရတယ်ပေါ့နော်ဒီမှာတော့ကြွေပြားတွေကတော့2ပေပတ်လက်ကြွေပြားတွေလည်းတခြားကပ်ပေးထားပြီးရရှင်းရှင်းတန်တန်လေးပုံစံအတွင်းဘက်ကိုလည်းဖန်တီးပေးထားတယ်ကဲအဲ့ဆိုမြင်ကြီးတက်မှာလည်းစုံပြီးဆိုကျွန်တော်တို့ပထမတက်ကိုတက်ကြည့်လိုက်အောင်ဗျကျွန်တော်လေကားလေးကတော့ကျွန်တော်ခုနကပြောခဲ့လို့ပဲ reflight ပုံစံမျိုးနဲ့သွားပြီးဒီနေရာမှာတော့ white ပေါ့နော်ဟိုအပေါ်ထီကိုကျွန်တော်တို့လမ်းပြီးတော့မြင်ရတယ်ပေါ့။တစ်ချက်ပြကြည့်ပေးပါအောင်။ဟိုပေါ်ထီကိုကျွန်တော်တို့လေကားတောက်လျှောက်တက်သွားတဲ့ပုံစံမြင်ရတဲ့ဒီကအလဲ fight ကြီးပေါ့။ဟိုပုံမှာ V sign ရှိရပေါ့နော်။ဒါတောက်လျှောက်ဟိုပေါ်ကနေလမ်းပြီးတော့လည်းဒီ fight ကိုကြည့်လို့ရမယ်နေထားလေး။ပြီးတော့ကျွန်တော်တို့ဒီလေကားနေရာတွေမှာလည်းမောင်းမနေအောင်လို့ကျွန်တော်ပရင်းပေါက်တွေfan light တွေပေါ့နော်။ fan light တွေတက်ပေးထားတယ်။ပြီးတော့ကျွန်တော်လေကားလက်ရန်ကိုလည်းတန်လက်ရန်သုံးပေးထားပြီးတော့ကျွန်တော်လက်ကင်hungry feeling ကောင်းမွန်စေရင်လည်းကျွန်တော်ကျွန်းကော်လေးကော့ပေးထားဖြစ်တဲ့အတွက်ကျွန်တော်ကင်ပြီးတက်ရမှာလည်းတော်တော်လက်လည်းမြဲမယ်နော်အေးတာတွေအရင်အေးသွားတယ်အရင်ပူသွားတယ်မရှိဘဲနဲ့ကျွန်တော်ကင်ရတာလည်းတော့အဆင်ပြေပါလေကားကြော်နေုံတွေကိုလည်းကျွန်တော်တို့စံလုံးနဲ့ကင်ကြည့်နေပြပြကောင်းမွန်စေရင်ကျွန်တော်တို့ဖန်တီးပေးထားဖြစ်တယ်ဟုတ်ကဲ့ဒီကတော့ကျွန်တော်တို့ပထမတက်ကိုရောက်ပါပြီပထမတက်မှာတော့ကျွန်တော်လေကားရဲ့ရှေ့ဘက်ချမ်းနဲ့နောက်ဘက်ချမ်းဆိုရှိတယ်ကျွန်တော်လေကားရဲ့ကက်ရက်မှန်တကားလေးကိုတစ်ချက်ဝင်ကြည့်လိုက်မှန်တကားလေးနဲ့ချားထားတဲ့ဟာလေးကတော့ကျွန်တော်တို့ဒီမှာမိဖို့ကန်းနဲ့ထမင်းစားကန်းနေရာလေးဖြစ်မယ်ဒါတော့အောက်ထပ်မှာကျွန်တော်လုပ်ငန်းအပြည့်3မျိုးမှာဖြစ်တဲ့အတွက်အပေါ်ထဲမှာမိဖို့ကန်းနဲ့ထမင်းစားကန်းတင်ပေးထားရမှာမိဖို့ကောင်တာတွေကိုလည်းကျွန်တော်တို့ဗန်တိုင်းကြောက်ပြားတွေခင်းပေးထားပြီးတော့ကျွန်တော်တို့ပါဝါ3မျိုးရန်တွေကိုလည်းလက်စစ်3မျိုးရန်လက်စစ်မိဖို့3မျိုးရန်လက်ပေါက်တွေစဉ်းစားပေးထားပြီးတော့ဒီမှာစီပင်တက်ရှင်းလွယ်ကိုလည်းကြွေပြားများကိုလည်းကပ်ပေးထားတယ်ဒီလိုလေးအလင်းအောင်လည်းရရှိအောင်ဖန်တီးပေးထားတယ်ဒီမှာလည်းကျွန်တော်တို့ဒီလိုလေးထားနဲ့အလင်းအောင်ရရှိနေရဖြစ်တဲ့ရှင်းရှင်းတန်တန်နဲ့ခံစားရတယ်ပြီးရင်ဒီဘက်ကတော့ကျွန်တော် dining space ပေါ့နော် dining table ဒီမှာဆိုရင်လူ6ယောက်သားလောက်ထိဆက်တယ်ပေါ့နော်ဒီမှာရှည်လိုက်လေးကျွန်တော်ထားလိုက်မယ်ဆိုရင်အဲ power 3မျိုးရန်ပြီးရင်ဒီမှာဆိုရင်ဒီကဲဒတာ3မျိုးရနေရာလည်းပါဝင်ပြီးတော့ကျွန်တော်
sorry ဟိုအဲကွန်3ပြည့်ရန်လက်ပေါက်တွေလည်းပေါဝင်ပြီးတော့ဒီမှာဆိုရင်ရေခဲတက်တာအတွက် power socket တွေကိုလည်းတစ်ခါလေးထည့်သွင်းပေးထားတယ်ညော်ဆုပ်ဆက်တက်စေရန်ကိုလည်း power socket များတစ်ခါလေးပေါဝင်မယ်ပေါ့နော်ဒီကတော့ဒီကားရဲ့အနောက်ဘက်ဘေးကဲရမှာရှိတယ်ဒီဘုတ်ကန်နဲ့သမင်စားတယ်ကဲအဲ့ဆိုရင်ကျွန်တော်ရှောက်လန်းလေးကနေတစ်ချက်သွားလိုက်မယ်ဆိုရင်လေကားရှောက်လန်းရဲ့ဘေးလေးမှာကျွန်တော်အခန်းလေးတစ်ခန်းရှိမယ်ပေါ့နော်ဒီခန်းလေးကလည်းကျွန်တော်တို့ဒါအိတ်ခန်းလေးတစ်ခန်းပေါ့နော်ဒီမှာအိတ်ခန်းလေးတစ်ခန်းဒီလိုတစ်ခန်းလေးအောင်ပရိမောက်ပါမယ် fashion အတွက်ဒီအသုံးပြုရန် power socket တွေပါမယ်ဒီကတော့အိတ်ခန်းတစ်ခန်းတွေလိုအပ်တဲ့ features တွေအကုန်လုံးထည့်ပေးထားရပေါ့ကဲဒီကတော့ကျွန်တော်တို့နာလီကားရှောက်လန်းလေးကနေဆက်သွားလိုက်မယ်ဆိုရင်ရှိမယ်နေရာလေးပေါ့အဲဒီမှာဆိုရင်ကျွန်တော်တို့ဒီဘက်ကိုသွားလိုက်မယ်ဆိုရင်တော့ကျွန်တော်ဒါ living space လေးပေါ့ living space လေးတစ်ခုရှိမယ်ဒီဘက်မှာတော့ကျွန်တော်တို့အိတ်ခန်းနောက်ထပ်တစ်ခန်းရှိမယ်ပေါ့ဒီဟာလေးကကျွန်တော် master အိတ်ခန်းပုံစံလေးဖြစ်မယ်ပေါ့နော်တရင်နေရာတွေပြင်ပြီးတော့နေရာတွေပြီးရင်ကျွန်တော်တို့ရေရှုခန်းအိမ်သာဒီပါတစ်ခါရထည့်သွင်းပေးထားတယ်ဒီမှာဆိုရင်ဘေးစင်ဘူတိုင်း shower space ဒီတက်ပါဝင်ပြီးတော့ကျွန်တော်ရေစင်းကြီးလာပေါင်းလို့စေရင်ကျွန်တော်ကြွေပြားရည်နဲ့ရေဆိုင်ပေးထားပြီးတော့ဒီဘက်မှာဆိုလည်းကြွေပြားနှစ်ပေးကြွေပြားရည်နဲ့ကပ်ပေးထားတယ်ပြီးရင်တော့ဒီမှာ mechanical ventilation အတွက်ဒီ exhaust fan တွေ natural ventilation fan natural ventilation light အတွက်ကိုကျွန်တော်တို့ fan light တွေတစ်ခါလေးပါဝင်မယ်ပြီးရင်ကျွန်တော်ရေပူရေအေး light တွေတစ်ခါလေးထည့်ပေးထားဖြစ်တဲ့ HCN ရေပူဆက်ဝယ်သုံးလိုက်တဲ့အခါမှာတစ်ခါလေးရေပူသုံးလို့ရမယ့်အနေထားကိုပါပေးထားတယ်ဒီရဲ့နေရေချိုးsorry ဒီရဲ့အခန်းကရေချိုးခန်းကားတွေအကုန်လုံးလည်းကျွန်တော်ကျွန်းကားသုံးပေးထားပြီးတော့ကျွန်တော် polish တင်ပေးထားရပေါ့နော်ဒါကတော့ကျွန်တော်တို့ဒီအရှိမှရှိတဲ့ master အခန်းလေးတစ်ခန်းဒီဘက်မှာလည်းကျွန်တော်တို့ဒါ living space လေးတစ်ခုဖြစ်မယ်ပေါ့နော် living space လေးတစ်ခုဖြစ်မယ်ဒီဘက်မှာဒါ TV ကြည့်ရန်နေရာလေးအဲဒီကတော့မိသားစုဒီမှာထိုင်ပြီးတော့ TV ကြည့်ရန်ဒီမှာဆိုရင် showcase စင်လေးတွေနဲ့တစ်ခါတည်းထည့်လို့ရမယ်ဒီမှာဆိုလည်းကျွန်တော်တို့ wine blend လေးတွေထည့်လို့ရမယ်နေရာလေးဒီမှာခွက်တင်ရန်နေရာလေးတွေတခြားပစ္စည်းတင်ရန်နေရာလေးတွေနဲ့ TV စင်လေးကိုလည်းဟုတ်အဲ့ဒါကိုလည်းကျွန်တော်တို့ PM concession နေပဲတစ်ခါတည်း align ဆွဲပြီးတော့ထည့်ပေးထားဖြစ်တယ်ဒါလေးက living space ဒါဟိုလေးပေါ့ family အတွက်ပေါ့နော်ဒါကြည်ကြည်လေးနဲ့ကတ်သေးသေးပေါ့အောက်မှာတော့ကျွန်တော် အဲ့တွေပါလာရင်တော့အောက်မှာကျွန်တော်ဘုံသုံးလုပ်ငန်းသုံးနေရာမှာကျွန်တော်ဒါခုံတွေပိုင်းထားပြီးတော့အခန့်လို့ရပါပေါ့ဒါကတော့ကျွန်တော်ပုံမှန်ဒီမိသားစုအနေနေထိုင်မဲ့ living space လေးဖြစ်ရှိမယ်ပေါ့အဲဒီဟာလေးကကတ်ရမှာဆိုရင်လည်းကျွန်တော်တို့က living space လေးကတ်ရမှာဆိုရင်လည်းပန်တကားလေးကနေပတ်လိုက်မယ်ဆိုရင်ရှေ့ဘက်ကိုကြည့်ညနေသားဘက်ကိုကြည့်လို့ရမယ်ဝရဏလေးတစ်ခုရှိပေါ့ဒီမှာလည်းအပြင်ထွက်တိုင်းလို့ရမယ်ဒီမှာရေသုံးမြူရဲ့နေရာတွေပါမယ်ပေါ့ဟုတ်ကဲ့ဒီကတော့ကျွန်တော်တို့ရှေ့ဘက်ကိုကြည့်လို့ရမယ်ဝရဏလေးတစ်ခုဖြစ်မယ်ပေါ့ဟုတ်ကဲ့အဲ့ဆိုရင်ကျွန်တော်တို့ကဒီပထမတက်မှာဆိုရင်ကျွန်တော် master အိတ်ခန်းတစ်ခန်းပါမယ်ရိုးရိုးအိတ်ခန်းတစ်ခန်းပါမယ်ပြီးရင် family နေထိုင်လို့ရမယ် living space အသေးစားလေးပေါ့နော်အသေးစားလေးတစ်ခုပါမယ်ပြီးရင်ကျွန်တော် kitchen dining ပေါ့ညနေတိုင်းမြို့ကန်တစ်ပေးစားနိုင်ပါတယ်ဒါကတော့ကျွန်တော်ပထမတက်ပါပထမတက်ကနေကျွန်တော်ဆက်ပြီးသွားလိုက်မယ်ဆိုရင်ကျွန်တော်လေကအိမ်တောက်လျှောက်ရဲ့အလားဒီလိုမျိုးကြည့်လို့ရမယ်ဒါလေကဆက်ပြီးတော့တက်မယ်ဆိုရင်တော့ကျွန်တော်တို့ဒုတိယတက်ကိုအားရရှိလဲဆိုတာအချက်ပါကြည့်လိုက်ရအောင်ဒီမှာဆိုရင်လေကားရဲ့အချိုးပွေလေးကလည်းတက်ရတာပြဖြစ်မယ်အလင်းရောင်ကလည်းနေရာတိုင်းမှာရနေတာကိုခံစားရတယ်ဒါကတော့ကျွန်တော် PM construction ကစောက်တဲ့အိမ်တိုင်းမှာဆိုရင်တဘာဝလင်ဝင်တွေထွက်အလင်းရောင်ကိုဒီကောင်းကောင်းမွန်မွန်ရရှိရကျွန်တော်တို့ဦးစားပေးပြီးတော့စဉ်းစားပေးတယ်ပြီးရင်ကျွန်တော်တို့အခန်းပွဲတွေဖွဲ့စည်းရမှာလဲဒါပေါ့ circulation ကောင်းမွန်စေရကျွန်တော်ဖွဲ့စည်းပေးဟုတ်ကဲ့ဒီကတော့ကျွန်တော်တို့ဒုတိယတက်ရောက်ပါပြီဒုတိယတက်မှာတက်ချင်းမှာကျွန်တော်တို့ common space hall ခန်းပုံစံမျိုးအကျယ်ကြီးတစ်ချက်ယူလိုက်တဲ့အချိန်မှာကျွန်တော်ဒါကတော့ဒါအိမ်ကဒီဘက်မှာအနောက်ဘက်လက်ဖြစ်တာဖြစ်တော့ကျွန်တော်တောင်ဘက်မှာဘုရားကျောင်းဆောင်နေရာလေးထားပေးထားတယ်နေရာအတွက်ကိုလည်းတစ်ခါစီစဉ်ပေးထားတယ်ပြီးရင်ကျွန်တော်ဒီဘက်မှာ common space ပေါ့ခုနကကျွန်တော် family space living space မှာတို့ဒီ TV ကြည့်နေထိုင်တာလုပ်လို့ရတယ်လို့ဒီဘက်မှာကျတော့လေကျွန်တော်မိသားဒီအဲ့ဒီပိုင်းများရင်လည်းကျွန်တော် common space အဖြစ်ဒီမှာခုံလေးတွေခင်းပြီးတော့နေလို့ရမယ်တခြားအသုံးပြု activity အသုံးပြုနေရာလေးလည်းဖန်တီးလို့ရမယ်ပုံသုံးနေရာလေးကျွန်တော်မျက်နှာကျက် design တွေကိုလည်းကျွန်တော် light tree design လေးနဲ့လာဆင်ပေးထားပြီးတော့ဒီ modern design ပုံစံမျိုးကိုပဲတွားပေးထားရပေါ့နော်ဟုတ်ကဲ့ဒီမှာဆိုရင်ကျွန်တော်တို့ဒီဟာရဲ့ကက်ရက်ပေါ့ဘုရားကျောင်းတော်ရဲ့ကက်ရက်မှာဆိုရင်လည်းကျွန်တော်တို့ဒီမှာမျက်နှာစာဘက်ကိုထွက်လို့ရတယ်ဝရဏတစ်ခုရှိမယ်ဝရဏမှာဆိုရင်လည်းကျွန်တော်တို့ဒါဟောပါပေါ့နော်
ဘုရားပန်းလင်းရန်ပေးစင်းလေးတစ်ခုပါဝင်မယ်ပြီးရင်ကျွန်တော်တို့ဒီမှာဒီစင်းကောင်းမွန်စီရန်ကျွန်တော်ကြွေပြားတွေကိုလည်းဒီပက်လေနဲ့ခင်းပေးထားတာဖြစ်ပါတယ်ဗျဟုတ်ကဲ့ဒီကတော့ကျွန်တော်တို့ဒုတိယရက်မှာရှိတဲ့အိတ်ခမ်းလေးတစ်ခမ်းဖြစ်မယ်ဒီအိတ်ခမ်းမှာလည်းရေချိုးကန်အိမ်နာတွဲရက်ပါဝင်မယ်ဒီမှာဆိုရင်ရေချိုးကန်အိမ်နာပါဝင်မှာဖြစ်ပါတယ်နော်ပေးစင်းရှာဝါဘူတိုင်းရှိမယ်အဲ့တော့ပြည့်စုံမြင့်ကျစ်တဲ့ရေချိုးကန်အိမ်နာလေးတစ်ခမ်းပေါ့တော့ PM concession ကနေရေချိုးကန်အိမ်နာတွေကိုစဉ်းစားရမှာလဲဘူတိုင်းနေရာပေးစင်းနေရာရှာဝါနေရာဆိုပြီးတော့တတိတန်ပါဝင်ပြီးတော့ကျွန်တော်တို့ဒါ mechanical ventilation အတွက်ကိုလည်းကျွန်တော် exhaust fan တွေသုံးပြီးတဘာဝလေဝင်တွေထွက်လင်းရောက်တော့ fan light တွေပေါင်းဝင်မယ်ပြီးကျွန်တော်ရေပူရေလိုင်းတွေပါတစ်ခါထည့်ပြီးပေါ့ဒါကတော့ကျွန်တော် PM concession နဲ့စောက်တဲ့အိမ်တိုင်းရဲ့ရေချိုးကန်အိမ်နာတိုင်းပေါ့အဲ့လိုမျိုးပြည့်စုံကျစ်လျအောင်စဉ်းစားပေးထားဖြစ်တယ်ပြီးကျွန်တော်ဒုတိယတဲ့နောက်ဖေးထဲမှာဆိုရင်ကျွန်တော်ဒါအခန်းကျယ်တစ်ခန်းပါဝင်မယ်ပေါ့နော်ဒါမာစတာအခန်းကျယ်တစ်ခန်းဒီမှာဆိုရင်လည်းအိမ်ယာနေရာတွေပြီးဒီမှာဘီရိုနေရာတွေတစ်ခါတည်းထည့်သွင်းပေးထားတယ်ပရိပေါက်တွေဖောက်ရအောင်မှာလည်းကျွန်တော် furniture နဲ့မညှိစေရပေါ့နော်ဘီရိုနေရာတွေမန်နေကုန်းနေရာတွေတစ်ခါစဉ်းစားတယ်ပြီးရင်အိမ်ယာနေရာတစ်ခါစဉ်းစားပြီးတော့မှတော့ပရိပေါက်ဖောက်တာဖြစ်တဲ့အတွက်ပရိပေါက်နဲ့ furniture နဲ့ညှိရပြတ်တာမဖြစ်တော့ဘူးဒါကတော့ကျွန်တော်တို့ဒီမာစာအခန်းလေးရဲ့ဒီရှုပ်ကန်အိမ်သားလေးဖြစ်ပါမယ်ဒီမှာဆိုရင်ဒီတင်ပို့တိုင်းရှာပါပေါ့ပြောနေကြတဲ့အတိုင်းဘုံလုံးပြည့်စုံကြည့်လက်တဲ့ဒီရှုပ်ကန်လေးလုံးပါမယ်ပေါ့ဟုတ်ကဲ့ဒီကတော့ကျွန်တော်ဒုတိယတက်မှာရှိတဲ့နောက်ပြီးမှရှိတဲ့ master အခန်းအကျယ်တစ်ခန်းဖြစ်မယ်ကဲဟုတ်ပြီဒုတိယတက်မှာဆိုရင်ကျွန်တော်ဖျားခန်းနဲ့ common space all တိုင်းနေရာကြီးပါမယ်ပြီးရင်မာစာအိတ်ခန်းအကျယ်တစ်ခန်းပါမယ်မာစာအိတ်ခန်းအလက်တစ်ခန်းပါမယ်ပေါ့နော်အိတ်ခန်းနှစ်ခန်းပေါ့ဟုတ်ကဲ့အဲ့ဆိုရင်ကျွန်တော်တို့အပေါ်တက်ကြည့်လိုက်အောင်ပြီးတော့ကျွန်တော်အထက်တိုင်းမှာလည်းကျွန်တော်ဒီအထက်တိုင်းရဲ့မီးစနစ်တွေကို control လုပ်လို့ရမယ်ပေါ့ power circuit တွေပေါ့ circuit to circuit တွေနဲ့အကုန်လုံးခွဲပေးထားပြီးတော့ကျွန်တော်တို့ဒီဟာတွေ control လုပ်လို့ရအောင်မီးဘေးအန်တွေလည်းကင်းရှင်းစေရန်ကျွန်တော်တို့သေချာလေးထည့်သွင်းပေးထားဖြစ်တယ်ကဲဒီမှာဒုတိယတက်လည်းဆုံးပြီဆိုတော့ကျွန်တော်တို့တတိယတက်ပေါ့တတိယတက်ဆိုအပေါ်ဆုံးတက်ကိုတက်ကြည့်လိုက်အောင်ဒီကတော့ဒုတိယ3တက်ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာဒုတိယအောက်ထပ်မှာဆို3လွှာပြီးသွားပြီးပြီဆိုတော့ကျွန်တော်တို့အပေါ်ဆုံးအမိုးတက်ကိုရောက်အောင်ပေါ့ကဲမိုးတက်လိကအိမ်နေရာလေးကိုဒီကရောက်ပြီးဒီအိမ်နေရာလေးမှာလည်းကျွန်တော်ခုနက void နေရာမှာကျွန်တော်ဒီမှာပြန်ပြီးတော့နေရာယူလိုက်တယ်အောက်မှာခေါင်းလွတ်နေရာအထိကိုကျွန်တော်တို့ slab ပြန်ထုတ်လိုက်ပြီးတော့ဒီမှာဆိုရင်လည်းကျွန်တော်တို့ဒါစဖက်တဲ့ area အဖြစ်ကျွန်တော်တို့ဖန်တီးထားရပေါ့နော်ဒီမှာစာအုပ်စင်လေးရိုက်မယ်ဒီမှာစာအုပ်ဖတ်မယ်ပြီးရင်ကျွန်တော်ဒီမှာ card shape လေးနဲ့ဒီမှာလေဝင်လေးအတွက်ကိုလည်းဒါဖွင့်လို့ရမယ်အနေထားလေးရှိမယ်ပေါ့ဟုတ်ကဲ့ဒီကတော့ကျွန်တော်တို့လေကအပေါ်ဆုံးလေကအိမ်နေရာလေးပေါ့ဒါ3 flight ရဲ့လေကအိမ်ဆိုတော့တကယ်ဝန်းရှိတယ်အဲ့ဒါအောင်မှာ space ကိုလည်းဖန်တီးလို့ရရင်ဒီမှာreading space လေးပေါ့စာဖတ်နားယူလို့ရမယ် space လေးဖြစ်လေဖန်တီးပေးထားတာဖြစ်တယ်အဲဒါဆိုရင်ကျွန်တော်လေကအိမ်ပြင်ဘက်ကိုဖတ်ကြည့်လိုက်အောင်ဒါတော့ကျွန်တော်တို့ roof slab ပေါ်မှာ roof slab ပေါ်မှာဆိုရင်လည်းကျွန်တော်တို့ဒီမှာဒီရှေ့ကိုသွားလိုက်မယ်ဆိုရင် roof garden ပုံစံမျိုးလေးပေါ့ဟိုရှေ့မှာဆိုရင်ကျွန်တော်တို့ဟိုမှာARD မြစ်ရဲ့ river view ကိုမြင်နေရတယ်ပေါ့နော် ARD မြစ်ကိုကြည့်လို့ရမယ်ပြီးရင်ကျွန်တော်ဒီမှာဆိုရင် garden space တွေပေါ့ဒီမှာမြက်ခင်းတူလေးခင်းမယ်ပြီးရင်ဒီမှာအပင်လေးတွေစိုက်မယ်ပေါ့အပင်လေးတွေစိုက်မယ်ပင်လေးတွေစိုက်မယ်ပြီးရင်ဒီမှာဆိုရင်လည်း bench ပုံစံမျိုးလေးပေါ့ဒီမှာလူစုလူဝေးလောက်တဲ့အချိန်မှာလည်းကျွန်တော်တို့ဒါရက်ဆက်သုံးပြလိုရရင်သုံးပြရင်ကျွန်တော် power socket တွေထားရထည့်ပေးထားတယ်ဒီမှာတော့ကျွန်တော်တို့ bench ပုံစံမျိုးလေးပေါ့ဒီလေးဖန်တီးပေးထားတယ်ဒီပေါ်မှာတော့ကျွန်တော်တို့ဒါ roof stop roof လေးပေါ့ဒီမှာအမိုးလေးနဲ့ကျွန်တော်ဒီမှာပန်းလွယ်ပင်လေးတွေချိတ်ပြီးတော့ဒါ garden space လေးပြဖန်တီးလို့ရမယ်နေရာလေးဖြစ်မယ်ပေါ့ဒါ roof slab အရှိမှလည်း river view ရှိမယ်ပေါ့โอเคအဲ့ဆိုရင်ကျွန်တော်တို့ဒီမှာလေကင်ရဲ့နောက်ဖေးမှာကြလဲနေရာအလွတ်လေးရှိအောင်မဲ့ဒါတော့အဝက်လမ်းပါညာဖြစ်ဖြစ်ပေါ့တခြားသုံးပြရန်အကုန်လုံးရှိမယ်ဒီဘက်မှာလည်း power socket လေးတွေပါမယ်ရေအသုံးပြရန်လည်းကျွန်တော်တို့ရေတပ်ကောင်းလေးလည်းထည့်ပေးထားပြီးတော့ဒါတော့ဒီမှာပြင်လုံးလေးလည်းထည့်ထားအောင်တွေ့မြင်ရမယ်ဒီရဲ့လေကင်ရဲ့အပေါ်မှာတော့ကျွန်တော်တို့ဒီကအမိုးရေကန်ကြီးပေါ့ခါလန်အောက်နေရအနည်းဆုံးထက်ဆန့်နေကျွန်တော်တို့အမိုးရေကန်ရှိမယ်ပြီးရင်ကျွန်တော်တို့မိုးကြိုးလွှဲတွေကိုလည်းစနစ်တကျလက်ဆင့်ထားတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်အဲဒီကတော့ကျွန်တော်တို့ဒါအနောက်မြို့ပတ်လမ်းပေါ့နော် ARD မြစ်ကမ်းရဲ့တပိတ်အနောက်မြို့ပတ်လမ်း30-31လမ်းကြားဆိုကျွန်တော်ဒီ ARD မြစ်ဒီဘက်ချမ်းရဲ့ view လေးကိုကျွန်တော်မြင်နေရတာဖြစ်ပါတယ်
ဟုတ်ကဲ့လူကြီးမင်းတို့အခုကြည့်ခဲ့ရတာကတော့ကျွန်တော်25ပေ40ပေမြေအကျယ်ဝန်းကျင်မှာရှိတယ်ကျွန်တော်တို့အမြေပေါ်မှာ3ထပ်RC အစာအုပ်ကိုကြည့်ခဲ့ရဖြစ်ပါတယ်ဒီအိမ်လေးကကျွန်တော်အပေါ်ထဲမှာလူနေမယ်အောက်ထပ်မှာတော့ကျွန်တော်လုပ်ငန်းအသုံးပြုမယ်ဆိုတော့ function လေးနဲ့ကျွန်တော်တို့စဉ်းစားပေးထားဖြစ်ပါတယ်ဒီအိမ်လေးရဲ့ကျွန်တော်တို့အကျန်းနဲ့တိဆောက်ခြင်းပြင်ရေမီစိတ်ကြွေပြပရင်းပေါက်တကားပါကေတန်မန်းပေါ့ပရင်းပေါက်ဒါမျက်နှာကျက်လက်ရှိအနေထားအသင့်နေအထီကိုကျွန်တော်ဒါ PM concession ကနေတာဝန်ယူပြီးတော့ပုံပေါ်တိဆောက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက် PM concession ကနေကျွန်တော်အစာအုပ်တွေအောက်နဲ့ပေါ်ရမှာဒီအိမ်ရှင်ရဲ့အသုံးပြုမဲ့ပုံစံတွေဥပမာနေအိမ်သုံးမှာလားနေအိမ်သီးသန့်လားလုပ်ငန်းသုံးမှာလားလုပ်ငန်းသီးသန့်လားပြီးကျွန်တော်မိသားစုအရေးအတွက်မိသားစု size တွေကိုကျွန်တော်တို့ထည့်သွင်းပြီးစဉ်းစားပြီးတော့မှကျွန်တော် planning တွေချတယ်ဒီ design တွေထုတ်ပြီးတော့မှကျွန်တော်မြေပြင်ပေါ်ခေါ်ဆောင်ပေးတာဖြစ်တဲ့အတွက်ဒီအိမ်ရှင်တွေရဲ့ဒါလိုအပ်ချက်နဲ့ကိုက်ညီတယ်ကျွန်တော်အိမ်တစ်လုံးကိုကောင်းကောင်းမွန်ရရှိမှာလည်းတေချာမလွယ်အိတ်ကပ်မှာဖြစ်ပါတယ်။နောက် PM concession ကနေဆိုရင်ကျွန်တော်တို့ဒီမန်းလေးမြို့မှာအစာအုပ်ပေါင်း100ကျော်ကို reset ကောင်းနေနဲ့ချပြထားတဲ့စောက်လို့လုပ်ငန်းဖြစ်ပါတယ်။ကျွန်တော်နာမည်ကတော့ဖြိုးရင်အောင်ပါ PM concession ရဲ့ founder ဖြစ်ပါတယ်။နေအိမ်စနစ်တကျတဲ့နေအိမ်တွေကိုတည်ဆောက်ချင်တယ်ဆိုရင်တော့ကျွန်တော် PM concession ကိုဆက်သွယ်နိုင်ပါတယ်။ Bye bye